ပရိသတ်များအားလုံးပဲမင်္ဂလာပါခုတစ်ခေါက်တော့မြို့ငယ်လေးမှာနေထိုင်ကြသူတွေဟာအလေလာတဲ့ဧည့်သည်ဂျူသားတွေရဲ့6လန့်ခြင်းကိုခံခဲ့ရတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ရုပ်ရှင်စကားချင်းမှာဆိုရင်တော့ဥက္ကာကဲတစ်ခုဟာကမ္ဘာလီတူတဲ့ဝင်ရောက်လာနေတာကိုတွေ့ကြရမှာပါဥက္ကာကဲကမြို့ငယ်လေးတစ်ခုအနီးနားမှာရှိတဲ့တောထဲမှာကျသွားတဲ့ပြင်ညဘက်လူရေးချိန်လည်းဖြစ်တာကြောင့်ဘသူကမှဥက္ကာကဲကျလာတာကိုသတိမထားမိခဲ့ကြပါဘူးခဏကြာမှပဲဥက္ကာကဲကနှစ်ချမ်းကွက်ထွက်သွားခဲ့ပါတယ်မနေ့ကင်းမှာတော့မြို့နေလူသူတွေဟာပုံမှန်တိုင်းလိုပဲသွားလာလှုပ်ရှားနေခဲ့ပါတယ်ဆရာမလေးကြည်ပြာကတော့တခြားနေ့တွေလိုပဲကျောင်းမှာစာသင်နေခဲ့ပါတယ်ကြည်ပြာကကိုပြောင်ကြီးဆိုသူနဲ့လက်ထပ်ထားတဲ့သူပါတရက်မှာတော့လင်မယားနှစ်ယောက်စကားများခဲ့တာကြောင့်ကိုပြောင်ကြီးကလည်းစိတ်တိုလာပြီးပုံဆိုင်သွားထိုင်ခဲ့ပါတယ်အရက်လေးထိုင်တောက်နေတော့မှမာလာဆိုတဲ့စကီလေးကကိုကြီးတယောက်ထဲလာဆိုပြီးလာကတ်ခဲ့ပါတယ်ဆိုင်ထဲမှာစကားပြောလေးရတာကိုကိုပြောင်ကြီးတို့ကသူများတက်တူနှစ်ဖူးအဟွာပေါက်ကျင်တော့မာလာနဲ့တိုးရဲလမ်းလျှောက်သွားခဲ့ကြပါတယ်နှစ်ယောက်သားဟီဟာလုံနေကြတော့ကိုပြောင်ကြီးကလိပ်ပြာသားလောင်းအိတ်လိုအရာတစ်ခုကိုသတိထားမိလိုက်ပါတယ်အဲ့ဒါကဥက္ကာကဲတဲ့ကထွက်လာတာကိုတော့သိပုံမရပါဘူးကိုပြောင်ကြီးကလည်းဘာမှမသိတာကြောင့်တုံးနဲ့သွားထိုးကြည့်ခဲ့ပါတယ်ရုတ်တရက်သားလောင်းအိတ်ထဲကနေစူးတွေထွက်လာပြီးကိုပြောင်ကြီးကိုပြစ်လိုက်တာကြောင့်ကိုပြောင်ကြီးလည်းသတိမိသွားခဲ့ပါတယ်သတိရလာချိန်မှာတော့ဦးနောက်ကိုတယောက်ကထိန်းချုပ်ထားသလိုဖြစ်နေတဲ့ကိုပြောင်ကြီးဟာထူဆန်းနေပြီးမာလာကိုထားခဲ့ကအိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ကိုရောက်ချင်းမှာပဲပိုက်ရန်စာနေတာကြောင့်ရှိတဲ့သားစိမ်းတွေကိုပါစားပစ်ခဲ့ပါတယ်ဗီဒီယိုကိုကြည့်နေတဲ့တချို့ကောင်မလေးတွေလိုအားနေပိုက်ပဲစာနေတဲ့ကိုပြောင်ကြီးကလည်းစူပါမားကတ်တစ်ခုလုံးကသားတွေကိုကားနဲ့အပြည့်ဝယ်ချလာလိုက်ပါတယ်အဲ့ဒီလည်းကရင်မော်မိတ်ပဲစပကြီးတွေကကောင်းရုပ်ပိုကြားထဲမှာတွားအိနေတာကြောင့်ကြည်ပြာလည်းထူးဆန်းနေခဲ့ပါတယ်ချစ်လို့ယူထားတာဆိုတော့လေဂယူဆိုင်ရပြန်တာပေါ့ကြည်ပြာကရင်ဘက်ကအမာရွတ်တဲ့အကြောင်းပြီးတဲ့အခါမှာကိုပြောင်ကြီးကစိတ်ဆိုးသွားပြီးအကောင်ကိုက်တာဆိုပြီးပြန်ဖြေခဲ့ပါတယ်ကောင်းရုပ်ပုံနဘေးကအခန်းတစ်ခုမှာတစ်ခုခုကိုတည်တည်ချာချာတောက်ကတ်ထားတာတွေ့တာမို့မေးကြည့်ပြန်တော့လေကြည်ပြာရဲ့မွေးနေ့အတွက် surprise လုပ်ပေးစရာရှိလို့ဆိုပြီးပြန်ဖြေခဲ့ပါတယ်surprise ဆိုတော့ကြည်ပြာကလည်းပြောသွားခဲ့ပြီးဘာမှစမမေပဲယုံကြည်လိုက်ပါတယ်ရုတ်တရက်ကိုပြောင်ကြီးပိုက်နာလာကြောင်းအိတ်ရှိထွက်သွားလိုက်ချိန်မှာမွေးထားတဲ့ခွေးကလှမ်းအောင်နေပါတယ်ခွေးကိုမြင်ချင်းမှာပဲကိုပြောင်ကြီးကဖမ်းလိုက်ပြီးတပ်ပစ်လိုက်ပါတယ်ကိုပြောင်ကြီးရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြောင်းလဲလာပြီးရှင်ဘက်ကနေလည်းရေပွဲလက်ချောင်းလိုအရာတွေထွက်လာနေခဲ့ပါတယ်တခုခုကကိုပြောင်ကြီးရဲ့ကိုယ်ထဲမှာမျိုးပွားနေသလိုပါပဲကြည်ပြာရီချိုးနေတာကိုကြည့်ရင်တိုက်ခတ်ကျင်သလိုဖြစ်လာပေမဲ့ချစ်စနီးဆိုတော့လည်းမလုပ်ရပြန်ပါဘူးအဲဒါကြောင့်မာလာစီကိုသွားခဲ့ပြီးရေနံတူရင်သူ့ကိုယ်ရဲ့ကဂျိုသားအုပ်ကိုမာလာရဲ့ခန္ဓာကိုယ်ထဲထည့်ခဲ့လိုက်ပါတယ်ကိုပြောင်ကြီးအိမ်ပြန်ရောက်ချိန်မှာမျက်နှာကရွတ်တနေတာကြောင့်ကြည်ပြာလည်းလန့်သွားခဲ့ရပါတယ်ကိုပြောင်ကြီးကလည်းချစ်လေးစားဖို့ပြားရည်သွားဖို့တာပြားရည်မရလာပဲပြားတုတ်ခံရတယ်ဆိုပြီးပြန်ပြောပြခဲ့ပါတယ်တရက်ကြည်ပြာပြင်သွားတော့မှမျိုးရဲကခွေးကလေးတော်တော်များများပျောက်နေတာကိုသတိထားမိခဲ့ပေမဲ့ကိုပြောင်ကြီးကဖမ်းထားတယ်ဆိုတာကိုတော့သတိမထားမိခဲ့ပါဘူးကိုပြောင်ကြီးကခွေးလေးကိုတက်ပြီးဂျိုသားဥတွေကိုကိုဝင်ဆောင်ထားရတဲ့မာလာကိုကြွေဖို့တော်တဲ့ယူသွားခဲ့တာပါတရက်မှာတော့မာလာပျောက်နေတဲ့မှုနဲ့ကြည်ပြားစီကိုကိုလာရွှေတို့ရောက်လာခဲ့ပါတယ်ကိုလာရွှေတယောက်ဖြစ်တဲ့တောင်းတင်ကတော့မာလာမပျောက်ခင်ညကကိုပြောင်ကြီးနဲ့နောက်ဆုံးတွေ့ရတာကြောင့်လာစစ်ဆေးတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်ကြည်ပြားကလည်းဘာမှမသိတာကြောင့်ကိုလာရွှေတို့လည်းတခုခုဆိုရင်ဆက်သွယ်အကြောင်းကြားပေးဖို့တတိပေးပြီးပြန်သွားခဲ့ပါတယ်ကိုပြောင်ကြီးရဲ့ထူးဆန်းတဲ့ပြုမှုတွေကိုတတိထားမိတာကြာပြီးဖြစ်တဲ့ကြည်ပြားကလည်းအတော်လေးစဉ်းစားရခက်နေပါတယ်အဲ့ဒါနဲ့စပကြီးတွေကတော့ပေးထားတဲ့အခန်းကိုမတင်ကားတာကြောင့်မရမကဖွင့်ကြည့်လိုက်ချိန်မှာပျောက်သွားတဲ့ခွေးရဲ့ရေကုန်တွေရိုးတွေကိုတွေးလိုက်ရတာကြောင့်ကြည်ပြားလဲကြောက်လန့်တကြားအုံမိခဲ့ပါတယ်ချက်ချင်းဆိုသလိုကိုလာရွှေတို့ကိုဖုံးဆက်အကြောင်းကြားနေတော့မှာပဲပစုံကြောက်ခိုးစားနေတော့မာတာမိခင်ရဲ့အကြီးနဲ့လှမ်းကြည့်နေသူကတော့ကိုပြောင်ကြီးပါဘရင်းဘောက်ကနေအိမ်ထဲရောက်လာပြီးကြည်ပြားကိုတက်ဖို့လုံးနေတော့မှာပဲကိုလာရွှေတို့ကရောက်လာပြီးတနက်နဲ့ပြစ်တာကြောင့်ကိုပြောင်ကြီးလည်းထွက်ပြေးသွားခဲ့ပါတယ်ကြည်ပြားနဲ့ကိုလာရွှေတို့ပေါင်းလိုက်ပြီးကိုပြောင်ကြီးကိုဖမ်းဖို့အကြံထုတ်ရပါတော့တယ်ရာတကောင်ကိုတက်ပြီးလေကွင်းထဲမှာချထားလိုက်ရင်ကိုပြောင်ကြီးကအစာအမှတ်နဲ့လာယူမယ်ထင်ခဲ့ကြပါတယ်တကယ်လည်းအကြံကအလုပ်ဖြစ်ခဲ့ပြီးကိုပြောင်ကြီးတယောက်လေကွင်းထဲကိုချောင်းနဲ့ဝင်ချလာပါတော့တယ်ဒါမဲ့ကိုပြောင်ကြီးကတော့ကင်မီကောက်လိုဘာလိုနဲ့လုံးဝဂျိုသားတကောင်နီးပါးဖြစ်နေခဲ့ပါတယ်ဒါမဲ့ကြည်ပြားကိုတော့မတိုက်ခိုက်ခဲ့ပါဘူးအဲဒါကြောင့်ကြည်ပြားကိုပြောင်ကြီးသူ့ကိုမှတ်မိသေးတယ်ထင်ပြီးတော့အနီးကပ်စကားပြောဖို့ကြိုးစားခဲ့ပါတယ်ကိုလာရွှေတို့ကကြည်ပြားကိုပြောင်ကြီးတစ်ခုခုလုံးမှာဆိုတာကြောင့်စောင့်ကြပ်နေခဲ့ပါတယ်ကြည်ပြားကတခြားသူတွေကိုထပ်ပြီးမထိခိုက်မိအောင်ကိုလာရွှေရဲ့အမိတ်ကိုနာခံပြီးအဖမ်းခံဖို့ပြောနေတော့မှာပဲလေထဲကိုမူယူနဲ့ရောက်လာတဲ့ငနေသားကဒီတန်တော်တွေလာပြောနေတာကြောင့်ဖေမီနဲ့ကောက်ရိုက်ပြီးနှစ်ပိုင်းဖြတ်ပေးလိုက်ပါတယ်ကြည်ပြားကလည်းကြောက်လန့်တကြားអော်လိုက်ချိန်မှာကိုပြောင်ကြီးလည်းတိုးရဲထွက်ပြေးသွားခဲ့ပါတယ်ကိုလာရွှေတို့လည်းထက်ချက်မကပြေးလိုက်သွားတဲ့နောက်မှာတော့တစ်သားအိမ်အောင်ထဲမှာပိုပြီးကြောက်စရာကောင်းတဲ့အရာကြီးကိုတွေးလိုက်ရပါတယ်အဲ့ဒါကခန္ဓာကိုယ်ကြီးကပူစီပေါင်းကြီးတို့ဖြစ်နေပြီးကျူသားတွေကိုကိုဝင်ဆောင်ထားရတဲ့မာလာကိုတွေးလိုက်ရတာပါကျိုးတရက်မာလာကပေါက်ကွဲထွက်လာပြီးရာချီတဲ့သားလောင်းအကောင်ပေါက်တွေကဆင်ထွက်လာကြပါတယ်နီးကလူပါဇက်သေးကိုဝင်ပြီးတက်ပြစ်တာကြောင့်ကုလရွှေတချို့ကလည်းပါဇက်ကိုလက်နဲ့အမိအုပ်နိုင်တာကြောင့်အသက်ရှင်ကြံရစ်ခဲ့တာပါအာယုံခံကောင်းတဲ့သားလောင်းတွေကလည်းမြို့ရှိရာဘက်ကိုမျက်နှာမူရင်းစတင်ခီးထွက်သွားပါတော့တယ်လူတွေကအိန္ဒိယရဲ့ရေချိုးကန်းထဲမှာဆိုရင်စိတ်ဆိုးတဲ့မမလှလေးဟာစမူစာရေစော့ပြုတ်လို့ရင်ရေစိမ်စေခံနေခဲ့ပါတယ်သားလောင်းတကောင်ကဘရင်းပေါက်ကနေပါဇက်ထဲဝင်ဖို့ကြိုးစားခဲ့ပေမဲ့လက်မြန်တဲ့စိန်ကရအောင်ဖမ်းပြီးသပင်ကောက်စစ်နဲ့အပူပေးပြီးဖိတက်လိုက်ပါတယ်ရေချိုးကန်းထဲကနေထွက်ပြေးပြီးကူဘာကေဘာနဲ့အဖေမေကိုလိုက်ရှာခဲ့ပေမဲ့မိဘနှစ်ပါးစလုံးကသားလောင်းတွေကြောင့်တေခုံကြပါပြီစိန်လည်းပြေးစရာလမ်းမရှိတော့တာမို့ကားထဲဝင်ပြီးမှန်တင်လိုက်ပြီးအကာအကွယ်ယူရင်းလာကယ်မဲ့သူကိုစောင့်မျှော်နေခဲ့ပါတယ်တစ်ဖက်မှာတော့ကြည်ပြားနဲ့ကိုလာရွှေတို့ဟာသူတို့ဖွဲတဲ့ကသူကိုတားလောင်းကောင်ဝင်သွားတာကြောင့်ကူညီပေးနေကြတော့မှာပဲ
ရုတ်တရက်ဇုံဘီလိုဖြစ်သွားခဲ့ပါတယ်။တောင်းလောင်းကောင်ပိုက်ထဲရောက်သွားကုန်တဲ့သူတွေကလည်းကြည်ပြတို့အနာဝိုင်းလာကြပြီးပါဇက်ထဲကနေအက်ဆစ်လိုရှည်တမျိုးနဲ့လှမ်းပက်ကြတာကြောင့်ကြည်ပြတို့လည်းတနက်နဲ့ပြန်ပစ်ပြီးအသက်ကိုကာကွယ်နေရပါတယ်။တစ်ဖက်မှာတော့စိန်စင်တယောက်ကားထဲမှာပိတ်မိနေခဲ့ပြီးမိဘတွေကလည်းစိန်စိတ်ကိုတိုက်ခိုက်ဖို့ကြိုးစားနေခဲ့ပါတယ်။ကံကောင်းစွာပဲကုလားရွှေတောင်းတင်ကအချိန်မီကတင်လိုက်နေတာကြောင့်စိန်စိန်အသက်ရှင်ခဲ့ပါတယ်။စိန်စိန်ကလည်းသူ့ပါဇက်ထဲကိုတောင်းလောင်းကောင်တွေဝင်တော့ကမြင်ရတဲ့အာယုံကိုသတိရနေခဲ့ပါတယ်။အဲ့ဒါကတော့ဂျူသားတွေရဲ့မူရင်းပုံစံကတန်ချောင်းပုံစံရှိတယ်ဆိုပေမဲ့လူတွေရဲ့ခန္ဓာကိုယ်ကိုတိမ်တစ်ခုလိုတုံးချပြီးမျိုးတွေကိုမျိုးပွားစေတာလည်းဖြစ်ပါတယ်။လူတိုင်းကလည်းထိတ်လန့်ကြောက်ရွံ့နေကြသလိုကြည်ပြကတော့ပိုပြီးတောင်ကြောက်နေပါသေးတယ်။အဓိကပြဿနာတွေကသူ့လင်ကြောင့်ဖြစ်လာတယ်မလား။လူတိုင်းကလည်းဂျူသားလောင်းတွေကိုစုံသက်ပေးဖို့ဆိုရင်ကိုပြောင်ကြီးကိုတတ်ဖို့လိုတယ်ဆိုပြီးထင်နေခဲ့ကြပါတယ်။အဲဒါကြောင့်ကားမောင်းသွားနေတော့လမ်းတနေရာမှာတော့အခြားကားတစ်စီးနဲ့ဝင်တိုက်မိခဲ့ပါတယ်။တားလောင်းကောင်တွေဝင်ဖို့ခံထားရလို့ဇွန်ဘီလိုဖြစ်နေတဲ့လူတွေကကိုပြောင်ကြီးရဲ့အခန်းစီချက်တိုင်းကြည်ပြကိုကားတွေကနေခေါ်ထုတ်သွားခဲ့ပါတယ်။ကိုတောင်းတင်နဲ့စင်စင်လဲကတ်တီလေးလွံ့မြောက်လာခဲ့ပြီးအိမ်တစ်ခုထဲမှာပုံနေရင်တောင်းတင်ကကိုပြောင်ကြီးကိုဖောက်ခွဲပစ်လိုက်ရင်တောင်းလောင်းကောင်တွေလည်းအကုန်တီကုန်မယ်လို့စင်စင်ကိုပြောနေခဲ့ပါတယ်။ကြည်ပြကတော့အဲ့ရပေါ်မှာညာရီဝတ်စုံနဲ့နိုးလာခဲ့ပြီးတပိပတ်လေကြည့်လိုက်တော့သူမရဲ့အခန်းကိုရောက်နေတာကိုသိလိုက်ပါတယ်။ဖပြေးလို့မရအောင်ပရင်ပေါက်တွေကိုလည်းတက်သားပြားနေနဲ့ပိတ်ထားပါသေးတယ်။ကိုပြောင်ကြီးရဲ့ခေါ်တန်ကြားရတာကြောင့်ကြည်ပြလဲသူ့ကိုယ်သူကာကွယ်ဖို့လက်နက်တစ်ခုလှုပ်ပြီးတွားကြည့်လိုက်တော့အခန်းတစ်ခုထဲမှာကိုပြောင်ကြီးကလုံးဝဂျိုသားပုံစံဖြစ်ပြောင်းနေခဲ့ပါပြီ။တခြားသူတွေကလည်းဂျိုသားခန္ဓာကိုယ်ထဲမှာနှမြုပ်လို့နေပါတယ်။ဂျိုသားအဖြစ်ပြောင်းလဲသွားပြီးတားလောင်းနေထင်းချုပ်တာခံထားရတယ်ဆိုပေမဲ့ကိုပြောင်ကြီးကကြည်ပြကိုချစ်နေသေးတဲ့မှညံလေးကကြံနေတော့နာကျင်အောင်မလုပ်ရပါဘူး။ကိုပြောင်ကြီးရဲ့ဖြစ်ကိုကြည်ရင်ဝမ်းနေမိတဲ့ကြည်ပြကဒီဒုက္ခကိုမခံစားစေချင်တာကြောင့်ကိုပြောင်ကြီးနားကိုကတ်သွားပြီးအတင်းယူလာတဲ့ဓာတ်နဲ့တေအောင်ထိုးချလိုက်ပါတယ်။ဒါမဲ့ဟိုကဂျိုသားဆိုတော့တော်ရုံပဲသေးပါမလဲ။ရေပွဲလက်တံလိုဟာကြီးတွေနဲ့ပြန်ရိုက်ထည့်လိုက်တာကြောင့်ကြည်ပြလည်းပင်နီဆယ်လောက်လွန့်ထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတောင်းတင်နဲ့စင်စင်တို့ကပါအင်ကိုရောက်ချလာခဲ့ကြပြီးတောင်းတင်ကလက်ပစ်ပုံးနဲ့လမ်းပစ်တော့ရေပွဲလက်တံကြီးကထုတ်ရက်လိုက်တာကြောင့်ရေကန်ထဲကျသွားခဲ့ပါတယ်။ကြည်ပြနဲ့တောင်းတင်လည်းရေပွဲလက်တံကြီးရိုက်ထုတ်တာကြောင့်အိမ်ပြင်ရောက်သွားခဲ့ပါတယ်။အိမ်ပြင်ဘက်မှာဆိုရင်အိမ်စီကိုတရွေ့ရွေ့လာနေတဲ့ဇွန်ဘီလိုလူတွေအများကြီးရှိနေပါသေးတယ်။တောင်းတင်ကိုလည်းဂျူသားလက်တံတစ်ခုကတိုက်ခိုက်နေပြီးနောက်တစ်ခုကခန္ဓာကိုယ်ထဲကအစီတွေကိုစုပ်ယူဖို့လာတော့အနီးမှာရှိတဲ့ဂတ်အိုးနဲ့တင်ပေးလိုက်တာကြောင့်ဂျူသားရဲ့ခန္ဓာကိုယ်လည်းဂတ်တွေနဲ့ပြည့်သွားခဲ့ပါတယ်။ရွေးချယ်စရာမရှိတဲ့အဆုံးမှာတော့ကြည်ပြကိုယ်တိုင်ပဲတနက်နဲ့ကိုပြောင်ကြီးကိုပြစ်တက်လိုက်ရပါတယ်။ကိုပြောင်ကြီးကတစားစီပောက်ကွဲသွားတာနဲ့တပြိုင်တည်းတားလောင်းကောင်တွေအကုန်လုံးတိတ်ဆုံးကုန်သလိုအိမ်ပြင်မှာရှိနေတဲ့သူတွေလည်းချက်ချင်းလဲကျသွားခဲ့ပါတယ်။တောင်းတင်ကြည်ပြစိန်စိန်တို့၃ယောက်ပဲတစ်ရှင်ချန်ခဲ့တယ်လို့အမျိုးလုံးမှာလည်းတားလောင်းကောင်အသေးတွေလူသေးလောင်းနေနေတာပြင်းနေပါတော့တယ်။ပေးချင်တဲ့မက်ဆေ့လေးကတော့ကိုပြောင်ကြီးလိုဗီဒီယိုကိုကြည့်နေတဲ့သူတွေရဲ့ကောင်မလေးတွေကအစားတောက်တောင်းကျမ်းနေပြီဆိုရင်ဘာတန်းကောင်ဘာဂျူသားကပူးနေတယ်ဆိုပြီးထင်နေပါနဲ့ဘာမှမဖြစ်ပါဘူး။တွေ့တာကြလို့တရုံမှန်ပေါ်လာတယ်ဆိုတာပါပဲ။ကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။